လုံခဲ့တဲ့နှစ်ပေါင်းများစွာကဘာဦးအစမှာတက်ရှိတွေဟာရေထဲမှာပဲနေခဲ့ကြပါတယ်ရေထဲမှာနေရတာဟာကဘာဆွဲအားလည်းမရှိသလောက်မှုတက်တောင့်တက်တာရှိလာပါတယ်ဒါပေမဲ့တနေ့မှာပင်လယ်ရေပြင်ကြီးတနေရာကနေရေတွေတစ်ဖြည်းဖြည်းခန်းချောက်လာတဲ့အကျက်အတဲကြုံရတဲ့အခါငါးအချို့ဟာအသက်ရှင်မှုအတွက်ကိုးမော်တက်ဖို့ကြိုးစားခဲ့ရပါတယ်အသက်ရှူရခက်လှုပ်ရှားရခက်တဲ့ကုန်းပတ်ဝန်းကျင်တက်မှာအကျဉ်းချင်းရုန်းကန်ရင်းနဲ့ပဲနောက်ဆုံးမှာတော့စူးတောင်တွေနေရာမှာခြေထောက်တွေဖြစ်လာပြီးဗဟတ်တွေနေရာမှာအဆုပ်တွေဖွံ့ဖြိုးလာကကုန်းနေရည်နေတဲ့တော်ဝါအဖြစ်စင်ကဲပြောင်းလဲသွားခဲ့ပါတယ်တဘာဝတရားမှာတက်ရှိတွေဟာတာမန်အချိန်မှာပုံစံပြောင်းလဲမရှိပါဘူးအသက်ရှင်ရက်တည်ဖို့အလွန်အမင်းအန္တရာယ်ကြုံလာရတဲ့အကျက်အတဲနဲ့ရင်ဆိုင်ရမှသာလေအစစ်မြင့်တဲ့ဖြစ်တည်မှုတစ်ခုကိုခုံပြန်ကူးပြောင်းလဲရှိကြပါတယ်ယနေ့ခေတ်လူသားမျိုးတွေဟာလည်းအဲ့ဒီလိုကဘာဦးငါးတွေလိုပဲတမိုင်းတစ်လျှောက်အကြီးမားဆုံးအကျက်အတဲနဲ့ရင်ဆိုင်နေရပါပြီလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကတည်းကမြတ်စွာဘုရားအပါအဝင်ရှိပညာရှိကြီးတွေကထောက်ပြခဲ့တဲ့လူသားတွေရဲ့အတ္တစိတ်ဖောက်ပြန်မှုဟာခုခေတ်မှာတော့သိပ္ပံနဲ့နည်းပညာတွေကြောင့်ပိုပြီးတော့အရှိန်မြင့်လာပါတယ်အတ္တတွေအမုန်းတရားတွေရှေ့တန်းတင်ပြီးဖန်တီးလိုက်တဲ့စစ်ပွဲတွေတဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကြောင့်ကမ္ဘာကြီးကပထမဆုံးအကြိမ်ဖြစ်ပြတ်သုံးမဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါပြီကျွန်တော်တို့မှာရွေးချယ်စရာလမ်းတစ်ခုပဲရှိပါတယ် Evolve or die ပုံမြင်မာတဲ့အတိစိတ်စီစင်ကဲပြောင်းလဲမလားဒါမှမဟုတ်ပြတ်သုံးမလားဒီပြောင်းလဲရဘာသာရေးအသစ်ယုံကြည်မှုအသစ်ဒါမှမဟုတ်ဝါဒအသစ်ကိုတစ်ခုကိုလက်ခံလိုက်တာမျိုးမဟုတ်ပါဘူးဒါတွေအတွက်ပုံနဲ့ဆိုင်တဲ့အတွင်းစိတ်အတိမြင်ပြောင်းလဲမှုဖြစ်ပါတယ်ကျွန်တော်တို့ဟာကိုယ်ကောင်းထဲမှာအမြဲတမ်းတွတ်စကားပြောနေတဲ့အတွေးတွေစိုးရိမ်မှုတွေအတိတ်ကဒဏ်ရာတွေကိုပဲငါလို့ထင်ပြီးအပြည့်အဝသတ်မှတ်ထားတတ်ကြပါတယ်ဒါကိုပဲအတ္တဆိုရင် eco လို့ခေါ်ကြတာပါဒါပေမဲ့အဲ့ဒီကောင်းထဲမှာအတွေးအတန်တွေဟာစစ်မှန်တဲ့ငါမဟုတ်ကြောင်းသိမြင်လာခြင်းဟာကြီးမားတဲ့လွတ်မြောက်မှုဖြစ်ပါတယ်ဒါဆိုငါကဘာလို့လဲအဲ့ဒီတွေးတွေကိုခံစားချက်တွေရဲ့နောက်ကနေအကဲကဲစောင့်ကြည့်နေတဲ့သိနေမှုအသိစိတ်တတ် awareness တာလည်းစစ်မှန်တဲ့သိရင်ဖြစ်တည်မှုဖြစ်ပါတယ်ငါအမြင်ငါအတွေးငါအဖွဲ့အစည်းလို့အတွေးပုံစံတွေအပေါ်ပြင်းပြင်းထန်ထန်ဆွဲလန်းလိုက်တဲ့အခါငါနဲ့အခြားသူတွေဟာတိကျသည်ပဲလို့ထင်မှတ်ပြီးအလုံးဟာကဘာကြီးနဲ့တသားတည်းဖြစ်နေတယ်ဆိုတဲ့အမှန်တရားကိုမင်းလို့သွားစီပါတယ်အဲ့ဒီကနေပဲဒုက္ခတွေရံပွဲတွေစစ်ပွဲတွေဖြစ်လာရတာပါကဘာကျော်စိတ်ပညာရှင်ကြီးကသူ့ရဲ့ a new assault ထဲမှာအခုလိုသတိပေးထားပါတယ်လူသားတွေရဲ့စိတ်တည်ဆောက်ပုံအတ္တဆွဲတာမပြောင်းခဲ့ဘူးဆိုရင်ကျွန်တော်တို့ဟာဘယ်တော့ပဲစနစ်တွေပြောင်းအစိုးရတွေပြောင်းဒီလိုဆိုးရတဲ့ကဘာကြီးဆိုးရတဲ့ဒုက္ခတွေကိုဒီလိုဖောက်ပြန်ပျက်စီးမှုတွေကိုပဲထက်ကပြန်လဲဖန်တီးနေကြအောင်ပါပဲဒါကြောင့်ကဘာကြီးငြိမ်းချမ်းမှုကျွန်တော်တို့လူသားမျိုးနွယ်ဆက်လက်ရှင်သန်မှုအတွက်အပြင်မှာနည်းပညာတွေစနစ်တွေကိုပြောင်းလဲနေုံနဲ့မရတော့ပါဘူးမိမိတို့ရဲ့အတွင်းစိတ်ကိုပါအတ္တရဲ့ချုပ်ကင်မှုကနေလွတ်မြောက်အောင်လက်ရှိချိန်မှာနိုးကြနေအောင်အရင်ဆုံးပြောင်းလဲကြရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်